ပိုချောနဲ့ဒါမြစားထားတဲ့ပြည်သူအလူတွေအခုအပေါက်နဲ့တွေပေါ်ပြီးမျိုးကအခုကော်သူလေအာမီနော်ကော်သူလေအာမီမှာပြက်စီနေပြီဖွဲ့စည်းပုတ်တယ်ပြက်စီနေပြီသူတပ်သားတွေကစင်ကလေးဖြစ်ကုန်ပြီအခုနတ်ကော်သူလေနန်းမျိုးကနော်ဘက်ပြောင်းတော့မယ်ပြည်သူတို့ဘက်ပြောင်းမယ်ဆိုတာက तू ကနော်ဟိုဗလဲကော်ဘလန်ကိုပြစ်ထားတာကြာပြီတမဟာ6အခုဝင်ရှာဖို့အတွက်တမဟာ6နော်တမဟာ6ကိုနော်သွားပြီးတော့ဝင်ရှာဖို့ကြံဖန်နေပြီနော်သတိထားပါမူမမှန်တဲ့လူကဒီလိုမျိုးပဲနေရပြဘုံပြောင်းမှာပဲသူတို့ဥတီချက်ကမမှန်ဘူးညကသူပြောတဲ့စကားတွေတချို့တဝက်တချို့တစိတ်တာကိုကျွန်မပြန်ဖွင့်ပေးမယ်ဗမာလိုပြောတယ်ကရင်လိုပြောတယ်ကျွန်မဗမာလိုပြန်မယ်ဘာဖြစ်ဆိုတော့နော်သူပြောတဲ့စကားလုံးတွေကနော်လက်ရှိဗာလဲဒီကောသူလေအာမင်အထူးသဖြင့်တမဟာလေအဲ့ကွေနေမှာမဟုတ်နော်ဒီကြောက်အဲ့ဆိုတဲ့အဲ့ဒီကောသူလေအာမင်နော်တာသာလာတမမူတာဘာလို့လဲတော့မသိဘူးဒါပေမဲ့ကျမတို့အစိုးရကကောသူလေအာမင်ကိုကျမတို့ထောက်ပံ့ကြတဲ့ကသိတာသူကဖီးသားအဲ့ဒီကြောက်အဲ့ဆိုတဲ့ကောသူလေတက်မူကိုနော်သူကဖီးသားထောက်ပံ့ပြီးဥပမာသူ့ရဲ့အဖွဲ့ဝင်တွေအယောက်400ဆိုရင်အဲ့ဒီရရှိတဲ့ငွေရန်ပုံငွေထက်ဝက်လောက်ကိုဒီကြောက်အဲ့အတွက်သီးသားလူပေးတယ်နော်ဒီကြောက်အဲ့ဆိုတာကောသူလေအာမင်ကအခုကြော်လေးကောသူလေဖတ်ထောက်လို့ဆက်ချာလေးဖတ်ထောက်လို့ဆက်ဒီလက်မြေပါအခုနေတာများတော်လားသူကအဲ့ဒီပြောချင်တာကနော်ဒီကြော့အဲကဒီတမဟာလေးနေရာကိုသူ့လက်သူ့ရဲ့သူ့ခြေရာနဲ့သူ့လှုပ်ယူပြီးတော့နော်နေတာမြမဟုတ်တာလို့စင်နေတာမြကိုသွားပြောပါလားကြော့အဲမဟုတ်တာလို့စင်ကြော့အဲကိုသွားပြောပါလားဘာလို့သတင်းမီဒီယာမှာသွားပြောတာလေဟဲ့ဒါဆိုငါတို့နူးကြီးဥယျာဉ်မုံကာကွယ်ရေးဥယျာဉ်မုံကိုနေပေါက်ကရတယ်ပြောပြီးတော့ယူကြောင်မူကြောင်ပြောလိုက်နော်ဖက်သေးထောက်ထားမရှိနေပြောပြီးတော့နေလိုင်းပေါ်မှာနေစဉ်နေတိုင်းနေရက်ဆက်ဖောင်းတူမဟုတ်မဟုတ်တဲ့နေပြောနေဆဲဆုံနေတာအဲ့ဒီဝတ်တွေအခုနေလဲပြီလေအဲ့ဒီဝတ်တွေနေလဲပြီလေဒါကိုနေအခုချက်ထိနေမသိကိုဂျိုးစီဘွားအတွက်ပဲသူတို့ကြည်နေတာဖြစ်တယ်လက်တဲ့သူတို့လုံရကပြည်သူလူထုအတွက်ဘာမှအကျိုးမရှိဘူးအဲ့ဒါကိုပြည်သူကျိစာကြွယ်မအခုနေပြည်သူကျိစာမိနေမဟာ6ကိုခုတ်ကူးတော့မယ်ကြွယ်မပြေးတော့မယ်အခုကော်သူလေးကိုနော်ကော်သူလေးကိုလွတ်ချပြီးတော့အခုတမဟာ6ကိုဘောပြန်မဖို့ဝင်ဖန်နေပြီ fighting ချစ်တော့ကော်သူလေးမှာတိုက်ပွဲတိုက်လို့အောင်မြင်တဲ့နေရစခန်းဘယ်နေရမှာကြားဘူးတလေကြောက်အဲကိုချီးမွမ်းခံဖွင့်နေလိုက်တာပြောတော့နော်ကြောက်အဲနဲ့အတူတူတွဲလောက်တယ်ဒါပေမဲ့ဖေနဲ့မပေါင်းဘူးစိတ်နဲ့ပေါင်းတယ်အခုအကောက်သိနေလိုက်တာနော်လာလာဟာကာချူကိုအော်နဖွစီတော့လည်းမစဘာနဲ့လို့လို့တာလေပုံမှန်လည်းဘာထုံးလို့လို့တာလည်းလည်းပါပြီဒါဆိုရင်တော့သူတို့ချင်းပေါက်ကောက်လောက်တာနော်နင့်ပေါ်ချိတ်တန်လို့ပေါ်တာနော်ပုတ်ရင်ပေါ်ဟုတ်ရင်ကြုံမှာပဲအခုပေါ်ကုန်ပြီလေမင်းတို့ဘလို့မှလိန်ညာလို့မရဘူးပြည်သူကျိစာနေပြောတယ်အခုနေရဲ့နေတာများနေအားပေးထောက်ခံတဲ့နေတာများနေအားပေးထောက်ခံနေဖူးမောက်ထားတဲ့နေရဲ့ကော်သူလေအာမီအခုပြည်သူကျိစာစူးနေပြီလေ